နက်6နာရီမှာကျွန်တော်လေ့ကျင့်ခန်းစမလုပ်ခဲ့ပါဘူးအဲ့ဒီချိန်မှာမနက်စာပြင်တာပြီးကြတော့ကျွန်တော်နေ့လယ်စာသမင်းကြိုင်အတွက်ပြင်ဆင်ချက်ပြုတ်တာတွေလုပ်ရပါတယ်ရုံးဝင်တဲ့တယောက်အနေနဲ့ကမနက်ပိုင်းအလုပ်မသွားခင်မှာအချိန်အရန်လူနေရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အတွက်လေ့ကျင့်ခန်းလုပ်ဖို့အကောင်းဆုံးအချိန်ကတော့ညစာစားပြီးနောက်ပိုင်းမှာပဲညပိုင်းလေ့ကျင့်ခန်းလုပ်တာကအဲ့ချိန်နဲ့အရန်ကတ်သွားလို့ရှိရင်နှလုံးခုန်နှုံးတွေပုံမြင့်နေနိုင်တဲ့အတွက်အိတ်မပြောတာမျိုးဖြစ်တတ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကပြင်းအားအတန်အသင့်လေးနဲ့အချိန်မှန်မှန်လုပ်နိုင်ရင်ဖိအားလေးလျော့တယ်။ညဘက်ကလည်းအေးအေးဆေးဆေးနဲ့နင်းနင်းချိုက်ချိုက်အိပ်ပျော်တယ်။ကျွန်တော်တို့မှာကဂျင်သွားဖို့အချိန်မရှိတာကြောင့်ခန္ဓာကိုယ်အလေးဝင်သုံးလေ့ကျင့်ခန်းတွေကိုပြင်းအားအတန်အသင့်လေးနဲ့15မိနစ်20လောက်လေး consistency ရှိနဲ့လုပ်သွားဖို့ကသာအရေးကြီးတာပါ။ fitness journey တခုစဖို့အတွက် perfect time မလိုပါဘူး။ကိုယ်မှရှိတာနဲ့ရောက်နေတဲ့နေရာလေးချက်ချင်းစတင်လို့ရပါတယ်။